ciao buongiorno အခုပြပြမှာကတော့အရာဝတ္ထုပစ္စည်းတွေကိုနဲ့ဓာတ်မတည့်တဲ့အခါမှာအီတလီလိုဘယ်လိုပြောမလဲဆိုတဲ့အကြောင်းပါ sono allergico sono allergica alla aspirina aspirin ဆေးပြားနဲ့ဓာတ်မတည့်တာပါ alla penicillina penicillin နဲ့ဓာတ်မတည့်တာပါ isofalnilamide sulfur ဆေးပြားတွေနဲ့ဓာတ်မတည့်တာ alle arachidi မြေပဲနဲ့ဓာတ်မတည့်ခြင်းပါ alla frutta a guscio အခွန်မာသီးတွေနဲ့ဓာတ်မတည့်တာ al mango တရသီးနဲ့ဓာတ်မတည့်တာပါ al latte နို့နဲ့ဓာတ်မတည့်တာပါ alle uova ဥများနဲ့ဓာတ်မတည့်တာပါ al pesce ငါးနဲ့ဓာတ်မတည့်တာပါ alla soia ပဲပီဇာနဲ့ဓာတ်မတည့်တာ alle pollini ပန်းဝင်မှုန်နဲ့ဓာတ်မတည့်တာပါ alle polveri ဖုန်နေနဲ့ဓာတ်မတည့်ခြင်းတို့ပဲဖြစ်ပါတယ် ciao အားလုံးအဆင်ပြေကြပါစေ